အားလုံးပဲမင်္ဂလာပါလာမယ့်အနာဂတ်2030ခုနှစ်ရဲ့နနက်ခင်းတစ်ခုမှာတင့်ကို AI လက်ထောက်တဦးကနှိုးလိုက်ပြီးမိုးလုံလေလုံအိမ်ထဲကစမတ်မှန်တွေကဒီနေ့ရဲ့ရာသီဥတုအခြေအနေကိုအလိုလျောက်ပြောပြနေပါတယ်။ဒါကအနာဂတ်ရဲ့တာမန်မနက်ခင်းတစ်ခုပါပဲ2030မှာဘာတွေဖြစ်လာမလဲ။အတူတူတွေးကြည့်ရအောင်။ AI နဲ့စက်ရုပ်တွေဟာကျွန်တော်တို့ရဲ့အလုပ်ကိုင်တွေကိုတဝက်နီးပါးတွဲယူထားပါပြီ။ဒါပေမဲ့စိတ်မပူပါနဲ့။ဒီအချိန်မှာလူသားတွေဟာပိုပြီးဖန်တီးမှုဆန်တဲ့အလုပ်တွေကိုအာရုံစိုက်နိုင်လာပါမယ်။အိမ်ပြန်လမ်းမှာတင့်ကိုမောင်းနှင်ပေးနေတဲ့ကားကလုံးဝအလိုလျောက်စနစ်နဲ့တွာလာနေတဲ့ Tesla ရဲ့နောက်ဆုံးပုံမော်ဒယ်ဖြစ်နေပါပြီ။ကမ္ဘာကြီးပူနွေးလာမှုကိုတိုက်ဖြတ်ဖို့နယူးယောက်မြို့ရဲ့မိုးမျှော်တိုက်တိုင်းမှာနေစွမ်းအင်ပြားတွေတက်ဆင်ထားပါပြီ။တင်းရဲ့ဖုန်းအားသွင်းတဲ့အခါမှာဒီလျက်စစ်တပ်အားကအာဖရိကတိုက်ကလေအားလျက်စစ်စက်ရုံကနေရောက်ရှိလာတာဖြစ်နိုင်ပါတယ်။စေကန်းသွားဖို့အချိန်မပေးနိုင်တော့ပါဘူး။တင်းရဲ့စမတ်နာရီကနေ့စဉ်တင်းရဲ့ကျန်းမာရေးအခြေအနေကို24နာရီစောင့်ကြည့်ပေးနေပြီးယောဂလက္ခဏာတစ်ခုခုပေါ်လာတာနဲ့ AI ဆရာဝန်ကအွန်လိုင်းကနေတိုက်ရိုက်ဆေးကုသမှုပေးနေပါပြီ။အလုတ်ခွင်ဆိုတဲ့အယူအဆဟာအပီးတိုင်ပြောင်းလဲသွားပါပြီ။တင်းရဲ့အလုတ်ရှင်ကဘလီဇီယန်နိုင်ငံမှာရှိပြီးတင်းအိမ်ကရန်ကုန်မြို့ဆိုရင်ဒါဟာ2030ရဲ့ပုံမှန်ဖြစ်ရတစ်ခုပါပဲ။2030ဟာစိန်ခေါ်မှုတွေရောအခွင့်အလမ်းတွေပါပြည့်နှက်နေမဲ့နှစ်တွေဖြစ်ပါတယ်။ဒီပြောင်းလဲမှုတွေအတွက်တင်ပြင်ဆင်ထားပြီးပြီလားကဲဒါဆိုရင်ဒီလေးအကြောင်းအရာလေးကိုစိတ်ဝင်စားတဲ့ဆိုရင်ဒီ channel လေးကို like and subscribe လေးလုပ်ပေးသွားပါဦးနော်